မပြောခင်မှာတခါတလေခေပြောတတ်တဲ့စကားတစ်ခုပြောချင်ပါတယ်တရားဒေသနာဘယ်မကပါဘူးဘုပြုကိုယ်ွယ်ပြီဆိုတာနဲ့ကတော့နှလုံးသားကိုကြည့်တဲ့ဘုရားရှိခိုးဘုပြုကြရအောင်တရားဒေသနာဆိုရင်ပြင်ပွားတော်မြင်နေမိဖို့ကြောင့်ရောက်သွားတဲ့ဉာဏ်တွေအထူးသဖြင့်အမျိုးသမီးတွေကလေးကိုဗန်းပြပြီးမှဘုရားပေးတဲ့ကောင်းကြီးကလေးအဖြစ်မိသားစုတစ်စုလုံးအမင်္ဂလာဖြစ်ဖို့ဘုရားမပေးဘူးအဲ့တော့ကလေးငိုတိုင်းပါရင်နားထောင်ဘုရားတည်တယ်ငိုပေမဲ့မိဖို့ကြောင့်အိုးကလေးတိတ်နာကတစ်ဖြစ်ဆွနေမယ်ဆိုမင်္ဂလာရှိတော်မိခင်ဒီမှာဖြစ်ပါတယ်ညာတော်အဖြစ်အဲ့လိုဖြစ်နေတာကိုပြင်ပေါ်ကနေမြင်တွေ့လို့လိုရချင်းဖြစ်ပါတယ်အလုံး program ထဲမှာရှိတဲ့နှုတ်ခွတ်တော်ကိုဖြည်းချင်းဖတ်ကြရအောင် program မရရှိတော့သူများလူကာအခန်းကြီး7:28ရှင်ယာကုပ်အခန်းကြီး1:20ကနေ24ရှင်ယာကုပ်အခန်းကြီး1ပါပဲ21အဲ့ဒီ3ချက်ကိုကောင်းစီနဲ့အဲ့ဒီ3ချက်ကိုဒီတိုင်းဖတ်ကြရအောင်ဖတ်မယ်ကောင်းစီခံယူလိုက်လျှောက်ကြပါစို့ကိုရောကဘုရားခင်ဘုရားတရားတော်ကိုနာ၍ကျင့်ဆောင်တော်သူသည်မြတ်စွာဘုရားရှိတော်မူ၏ကိုလက်ဖြာ၍နှုတ်ပတ်တရားကိုနာယုံမြတ်အားပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ကြလောတရားကိုမကျင့်ဘဲနာယုံမြတ်အားပြုတော်သူမာနမိပကတိမျက်နာကိုကြည့်တော်သူနဲ့သူ၏အကြောင်းမူကားကိုကြည့်ပြီးမှအခြားသို့သွား၍မိမိအစိတ်အတန်ကိုချက်ချင်းမေလျော်တည်ထို့ကြောင့်ခတိနောမြင်ယူခြင်းမနာလိုသောစိတ်လွန်ကျူးခြင်းကိုအေရှာ၍သောစိတ်ဝိညာဉ်ကိုအေးတိုင်းသောအထဲ၌စိတ်ကိုယ်တော်နောကတရားကိုနူးညံ့ပေမှုတော်စိတ်နှင့်ခံယူကြတော်ဆရာရဲ့နူးညံ့ပေမှုတော်စိတ်နဲ့ခံယူမှအကျိုးရှိတယ်နူးညံ့ပေမှုတော်စိတ်ဆိုတာဘယ်အောင်ပြောတာလဲဆိုရင်ထို့ကြောင့်ခတ်သိမ်းတော်ညဉ့်ညူးခြင်းမရှိအောင်မနာလိုသောစိတ်မရှိအောင်လွန်ကျူးခြင်းကိုပေရှားပြီးဆိုရင်စိတ်ဝိညာဉ်ကိုကယ်တင်နိုင်တော့အထဲမှာစိတ်ပြိုးမဲ့ဦးနောက်ထဲမှာဝင်မောအထဲနှလုံးသားထဲမှာစိတ်ပြိုးမဲ့တရားကိုခံယူခြင်းကနူးညံ့သောစိတ်နဲ့ခံယူခြင်းဖြစ်ပါတယ်။မြေဩဇာပျော့ပြောင်းတဲ့မြေပေါ်မှာမျိုးစေ့ကြတာနဲ့မာကြောနေတဲ့ကြောက်စီးခဲနေမြေမုံအမြေလဲအဆိုင်အခဲတွေကြားထဲမှာကြီးလိုက်တဲ့မျိုးစေ့မတူတယ်လို့ပါပဲ။ဒါကြောင့်မို့အထဲမှာစိုက်ပျိုးခြင်းနဲ့နှလုံးသားထဲမှာစိုက်ပျိုးခြင်းနဲ့နှုတ်ပတ်တော်ကိုခတ်သိမ်းတော်ညညခြင်းဖေရှားမယ်မနာလိုစိတ်မရှိဘူးလွန်ကျူးခြင်းကိုဖေရှားမယ်ဆိုရင်နူးညံ့သိမ်မွေ့တော်စိတ်နဲ့ခံယူပြီးမှစိတ်ဝိညာဉ်ကိုအကျိုးပြုမယ်နှလုံးကျမ်းမာရင်တစ်ကိုယ်လုံးကျမ်းမာမယ်လို့ဘုရားပြောပါတယ်ဒါကြောင့်မို့ဒီနေ့ရဲ့တရားဒေသနာကတော့လာပြန်ပြီဆိုတဲ့နှလုံးသားလုံးဝမရှိစေချင်ပါဘူးသုံးချက်ဝင်လာတော့မှဖြစ်ပါတယ်ပထမကဲတင်ချင်းတို့ရောက်အောင်ဘာလုပ်ရမလဲနံပါတ်2ဘဝတက်တာမှာဝမ်းနေခြေခွဲမပါတော့တုတ်တန်ကျမ်းအခန်းကြီး30အငယ်20နှစ်ကောင်းခြင်းများကိုခံစားရရှိဖို့ဘာလုပ်ရမလဲနံပါတ်3တာဓုပစ္စာရှိသောနေသားကောင်းငါနဲ့အတူစူးစမ်းပါသုရတလူများစုခုရရှိသောဘုရားရှင်ရဲ့ကလေးများဘုရားမှာတာသမီးဆိုတော့မရှိပါဘူးတာလို့သုံးလိုက်တိုင်းမှာယေရှုကိုပဲပြောတာဖြစ်တယ်ဘုရားတခင်ရဲ့တာတော်တာဆိုရင်ယဉ်ကျေးခြင်းခံတဲ့အခါမှာဤသူ
ngài chít ta xóa cả my son xóa cả Giêsu về biểu là phí bài cho nó dùng chỉ tu yêu cha lê ta lê phí mấy cái lê về phí ta lê Joshua về phí tâm ý lê lý về phí Giêsu theo dùng chỉ là khám đi rồi bây giờ thì cái lê phí bài là phí bài children of God nè son of God mà tu cho nóรู้cả son of God mà phí này children of God พยาရဲ့ကလေးတွေပဲဖြစ်နိုင်ပါတယ်ဒါကြောင့်မို့အင်္ဂလိပ်ကျမ်းစာမှာဘယ်လိုပြောလဲဆိုရင်ယေရှုကိုဘုရားသခင်သားတော် son of God လို့ခေါ်ပါတယ်ကျွန်တော်တို့ကိုကြတော့သူ့ရဲ့ကလေးတွေလို့ခေါ်ပါတယ် children လို့ခေါ်ပါတယ်ဒီမှာချစ်စရာတိတ်ကောင်းတဲ့နှုတ်ပတ်တော်ကိုနာခံတဲ့ဘုရားရဲ့ကိုကြောက်ရွံ့ပြီးဘုရားကိုချစ်ပြီးမှဘုရားပြောတဲ့နှုတ်ပတ်တော်နဲ့အသက်ရှင်နေတဲ့သူ့ရဲ့ကလေးတွေကိုကြတော့ချစ်သားလို့ပြောထားတယ်ပမာမှာတော့သားပဲသမီးဆိုတော့မသုံးတော့ဒါပေမဲ့အဲ့တော့အင်္ဂလိပ်ကိုဘယ်လိုဖြစ်မလဲဘယ်လိုမှတ်မိမလဲ Dear my children Dear ဆိုတော့ထားတယ်ချစ်လာဆိုတော့အရင်ချစ်စရာကောင်းတဲ့ကလေးတွေလို့ပြောတယ်ကျွန်တော်ကိုကြတော့ Dear my son ကျွန်တော်အမျိုးသမီးတော်သူ့ကိုကြ Dear my daughter no ရှိအဲ့တော့ဒီစချင်မှာကျွန်တော်တို့ဖျားခဲ့ children တွေဖြစ်ဖို့လိုအပ်တယ် Dear children ဆိုရိုး children နဲ့မတူဘူးရိုး children ဆိုကလေးတွေပဲဖျားရဲ့ကလေးဖြစ်သွားပြီယေရှုအဖြစ်ဖျားရဲ့မိသားစုဖြစ်သွားပြီဒါပေမဲ့နှုတ်ကပတ်တော်နိုင်ရှောက်ပြအမှုတော်ပါဖျားအတွက်နောက်ပြီးမှဝန်ခံတဲ့ခံချက်ဒီနေ့ဒီစေဖို့တဖို့ပတ်စာမင်းမြင်ကြတယ်အချိန်မပေးခဲ့တဲ့သူများဗန္ဒာယေမှုရဲ့တဲ့ခံချင်းအဖြစ်စေဖို့တဖို့အချိန်ကိုလည်းပေးကြပါ24နိုင်ဆိုတော့2နိုင်နဲ့ဘလောက်လဲအဲ့ဒါလေပေးတတ်ကြဖို့အရေးကြီးတယ်အဲ့ဒီခါမှာ Dear my children ထဲမှာပါသွားမှာဖြစ်ပါတယ်ဆိုတော့ပြောချင်တယ်ဒါကြောင့်မို့ဒီနေ့ကောင်းကင်စရင်မဝင်တဲ့ဟာကတော့ဘလောက်ထိကြောက်စရာကောင်းလဲဆိုတမန်တော်ဆရာထဲမှာကောင်းကင်စရင်မဝင်တော့သူတို့ဒီဘေကိုသွားကြရမလဲအောက်အရာမရဏနိုင်ငံတို့ဆင်းရဲရကြမည်ဘေချမ်းစာမှာပြောထားတယ်လေတွေ့တော်သူများလာပြောပြပါကောင်းကင်စရင်မရှိတော်သူဒီမြေစရင်အောက်အရာငရေကိုတွားမိစရင်မှာဒါကြောင့်ကောင်းကင်စရင်အထက်စရင်လားအထက်စရင်ရဖို့ကေတင်ချင်းရောက်ရမယ်အောက်စရင်ကြတော့ကြိုက်တယ်လို့နဲ့ကောင်းမှုကုသိုလ်နဲ့ပျော်နေဘာပြောလဲတင်တို့ရအကောင်းဆုံးကောင်းမှုကုသိုလ်ကအဝတ်စုံနဲ့တူတယ်လို့ပြောတယ်အဲ့ဒီအဝတ်စုံလေယဉ်ကျေးတဲ့နိုင်ငံဗုဒ္ဓဘာသာထုံးကားတဲ့မြန်မာနိုင်ငံမှာဘာသာပြန်တော့ကြောင့်ယဉ်ကျေးဆိုတဲ့ဘာလို့ပြောလဲအဝတ်စုံလို့ပြောထားတာ original မှာအမျိုးသမီးတလတစ်ခါသုံးတဲ့အဲ့ဒီကိုပြောတာဆက်မမေးချတယ်တော့အကောင်းဖျားမပါတဲ့အကောင်းဆုံးကုသိုလ်ကအဲ့ဒီအဝတ်စုံဆိုအဲ့ဒါကိုပြောတာဖြစ်ပါတယ်ကဲဒါဆိုရင်သွားမယ်မလည်းမမယ်လိုက်လည်းမမယ်ကောင်းကင်နိုင်ငံတို့ရောက်ရတနည်းဖြင့်ကေတင်ချင်းတို့ရောက်ရဘာလို့ရမလဲနှစ်ချက်ပဲပြောမယ်နံပါတ်1မိမိအပြစ်သားဖြစ်ကြောင်းဝန်ခံပါနံပါတ်2ဝန်ခံပြီးမှအပြစ်ရဲ့ကိုစားလဝါကတည်းကပေးဆက်ခဲ့ပြီးအမှုပြီးပြီဆိုတာကိုယုံကြည်လက်ခံပါအဲ့ဒါဆိုရင်ကောင်းကင်စည်းဝင်သွားပြီကဲအဲ့ဒီအကြောင်းလေးလည်းပြောချင်တယ်ကျွန်တော်တို့အပြစ်သားဖြစ်တယ်ဆိုတာကကျေနပ်ပြီးဖြစ်စေမကျေနပ်ပြီးဖြစ်စေဘုရားကဆွဆွဲတာတရားသူကြီးကဆွဆွဲပြီးဆိုရင်မှန်ရင်လည်းမှန်မယ်မမှန်ရင်လည်းတရားသူကြီးဆုံးဖြတ်ချက်အတိုင်းပဲသွားရမယ်ဒီတရားသူကြီးကမတရားဘူးလို့ဘလို့ပြောမတရားတာပဲလို့သူ့နာမည်ကဘာလဲတရားသူကြီးပဲဒါကြောင့်မို့ဘုရားသခင်ကတရားတော်တရားသူကြီးဖြစ်တော်မူ၏အဲ့လိုပြောလိုက်လောကတရားသူကြီးကမသိတော့ဘုရားကတော့တရားတယ်တဲ့ငါတရားစီချင်မှုကမြတ်တာတယ်
သူတရားစီတဲ့ပလင်ကပလင်ဖြူဆိုတာကအဖြူရောင်ကြီးမှာထိုင်ပြီးမှမဟုတ်အဖြူရောင်ဆိုဖြူစင်တဲ့ယူသားတဲ့ fair ဖြစ်တဲ့ justice ဖြစ်တဲ့အဲ့တော့ပြောချင်းဖြစ်ပါတယ်ဘေးချမ်းချက်နဲ့အလုံးအင်စာဆရာသူမသိမှန်းသူမသိတော့အလုံးကိုလိုက်ပြီးမှမေးနေတယ်မထင်ကြနဲ့အကုန်သိတယ်အကုန်သိတယ်တော့မဟုတ်မမီးတယ်အကုန်တော့မသိဘူးနော်ထာဝရဘုရားဒီတရားသူကြီးဖြစ်တော်မူ၏အဲ့ဒီချမ်းချက်တွေသိတယ်မပြောပြဘူးDear my children ဖြစ်စေချင်တယ်တကယ်ဆရာကောင်းတယ်သူဆရာပြောတာနဲ့ရှာတယ်ဆရာကမသိသလားထင်ပြတော့ပြောပြတယ်အဲ့တော့ Dear my children ချစ်ဆရာကောင်းတော့ချစ်သမီးချစ်ကလေးအဲ့ဒါပဲချစ်သားဆိုတာယေရှုပြောတာချစ်ကလေးဆိုတာက Dear my children ကဲကျွန်တော်တို့အပြစ်ရှိတယ်ဆိုတာမြန်မြန်ဝန်ခံလိုက်ပါဝန်ခံဘုရားသခင်ကတရားဟောရာအခန်းကြီး4အငယ်24မှာဒီလိုပြောထားပါတယ်အားလုံးလိုက်တွေ့တော့သူနဲ့တော့ဖတ်မယ်လေနော်တရားဟောရာ4တရားဥပဒေနဲ့ဆိုင်တဲ့အရာရေးထားတာကိုဘာကျမ်းလို့ခေါ်လဲတရားဟောရာကျမ်းတရားဟောရာကျမ်းမှာအခန်းကြီးဘယ်လောက်လဲအခန်းကြီး4အငယ်ကော24အကြောင်းမူကားတင်တို့၏ဖယားသခင်ထာဝရဘုရားဒီလောကဘုရားမောထာဝရဘုရားဒီလောင်တော်မူအပြည့်ရှိဒီကိုယုံလွယ်တော်ဘုရားအိုဖာအဖြစ်မှာအိုဖာအကျွန်တော်အခုကိုလွတ်တော်မူပါလို့တော့လာရတဲ့အပြည့်ရှိလို့လာမှန်လုံးဝယုံတယ်တခါကအိန္ဒိယနိုင်ငံနေဆက်တစ်ခုမှာဂုံကြီးရှိတယ်အဲ့ဂုံပြရတယ်နေရာနဲ့ပတ်သက်ပြီးမှမြို့မှာဆိုမြေကွက်ကဈေးကြီးတော့ကြောင့်မြို့အပြင်မှာတော်တော်အလားဝေးတဲ့နေရာမှာစက်ရုံသွားဆောက်ထားတယ်အလောက်တမားကလည်းမြို့ကနေအဲ့ဒီစက်ရုံသွားပြီးမှညကျတော့ပြန်လာရတယ်မြို့အပြင်မှာဆောက်ထားတော့အဲ့ဒီအဝင်မှာဘာရှိလဲဂိတ်ရှိတယ်အဲ့တော့အလောက်တမားတယောက်ကမနေ့အဲ့ရထလာအလောက်ပြက်လို့အလားမဲ့ဈေးကြီးတယ်နဲ့တူတယ်ကောရမ်းတရားဆိုင်မပေါ်သေးဘူးလေအဒီခိကအဲ့တော့နိုင်နိုးဆက်ကိုပြောပေးကြပါဦးဒီလိုဘာခေါ်လဲအဲ့ဒါကိုခေါင်းတယ်ထားလိုက်ပါအဲ့ဒီခမှာဟမ်ဂျာပါလဲဂျာတော့ဂျာပဲဟောအိန္ဒိယဘာမှကြီးတွေလောက်တယ်လေစာရီပါလေထားလိုက်တော့စာရီနိုးဆက်ကိုဆက်ရုံကနိုးဆက်ကိုယူမှစာရီမှာထည့်မှလာပြီးအလုပ်ပြီးလာပြီးမြို့ရောက်တော့မယ်ဂိတ်ရှိလားဂိတ်ရှိတော့အစမီလာနိုင်ခိုးလာမှဂိတ်မှာညီးသွားတယ်အဲ့တော့ကိုဆရာကျမ်းစာဖတ်မယ်တောလေယာ323တောလေယာဘယ်လောက်လဲ323တွေ့တော့သူလည်းဖတ်မယ်တောလေယာ323တောလေယာ3ခဏလေးနော် sorry 3ရဲ့မဖြစ်နိုင်ဘူးမမရောဆရာတရားဟော3ဖြစ်လို့ခဏလေးနော်3ရဲ့ခဏလေးဒီလိုမျိုးဆရာလေးရှိသေးတယ်တိနဲ့လေးခဏကြည့်နော်တိခဏလေးမပြည့်တဲ့လူအပြစ်ကနောက်မှလိုက်လာတယ်ဆိုတော့မပြည့်တဲ့လူကျန်းစာရှာပေးကြအောင်တိဆရာလေးကာမဟုတ်ဟာတိခဏလေးဆရာဘယ်လိုလုပ်မှသွားတယ်လဲအပြစ်ကနောက်လိုက်လာတယ်ဆိုတော့နည်းနည်းရှာပေးကြအောင်ခဏလေး sorry တော့လေရစတော့စတော့ကိုမြကြတော့အဲ့လိုနဲ့သွားကြအောင်တော့လေရအပြစ်ကနောက်ကိုလိုက်လာတယ်ဆိုတဲ့ကြမ်းချက်ကိုဆရာကကြမ်းချက်နဲ့ပြောပြချင်လို့ဖြစ်တယ်တွေ့ပြကြလားနည်းနည်း
ချာပေါက်ရေးထားပြီးသားကိုတာဦးလို့ရတယ်ဘယ်လိုမှတော့3ရက်73လား3ရက်ကဲဆရာမတွေ့မှပဲပြောပေးတော့မယ်နော်ကျမ်းစာထဲမှာရှိပါတယ်အပြစ်ကနောက်ကိုအပြစ်လုပ်တဲ့လူနောက်အပြစ်ကလိုက်နေတယ်တခုနောက်မှာရေးပြီးလိုက်တယ်လို့လိုက်နေတယ်ဆိုတဲ့ကျမ်းချက်ကိုတွေ့တဲ့အခါပြောကြရအောင်နော်ဘာကြောင့်လူကအပြစ်သားဖြစ်ကြောင်းကျွန်တော်တို့ဝန်ခံရမယ်ရောမအခန်းကြီး9အငယ်7ရောမအခန်းကြီး9အငယ်7မှာတူသောပထမဦးဆုံးအာဒမ်အဖြစ်သားဖြစ်သွားပြီးလူဘယ်နှယောက်လဲအားလုံးကအပြစ်သားဖြစ်သွားတယ်ကျွန်တော်ကချင်ဖြစ်သောကြောင့်ကျွန်တော်သားကချင်အလိုအလျောက်ဖြစ်သွားသလိုကျွန်တော်ရဲ့သားလက်ထပ်ဒီရလာမယ်ကျွန်တော်ရဲ့သူ့ကလေးကျွန်တော်ရဲ့မြေလေကချင်ပါပဲပထမဆုံးအာဒမ်ကအပြစ်ဖြစ်သွားတော့ကြောင့်သူကဆင်းသက်တယ်တော့မငြင်းရဘူးလို့ပြောထားတယ်ဒါကြောင့်ဂလာတိ3:20မှာထို့ကြောင့်ယေရှုခရစ်အားဖြင့်အပြစ်နဲ့လွတ်ဖို့ကျင့်ချင်းအမင်္ဂလာကနေလွတ်ဖို့ရတဲ့လူအပေါင်းတို့ကိုဂလာတိ3:20နဲ့အပြစ်ကျင့်ချင်းထဲမှာချုပ်နှောင်ထားတယ်လို့ပြောထားပါတယ်။ဒီကျမ်းချက်မှာလည်းဂလာတိ3:20နဲ့ဒါကြောင့်ယေရှုဖျားကယောဟန်အခန်းကြီး4ယောဟန်အခန်းကြီး10အငယ်40မင်းတို့ကပါစကဖျားပြောပါမယ်မင်းတို့ရဲ့နှလုံးသားထဲမှာအသက်ရှင်တဲ့ဖျားမရှိဘူးဒါကြောင့်မင်းတို့ရဲ့အဖေကထာဝရဖျားမဟုတ်ဘူးမင်းတို့အဖေကယောဟန်အခန်းကြီး10:44စာဒန်မာနဖြစ်တယ်လို့ပြောတယ်ဒါကြောင့်မင်းတို့အလိုအလျောက်မူတာပြောတယ်အလိုအလျောက်မကောင်းတာလို့မင်းတို့ဂျပန်လိုပြောတယ်ဟေးကြီးတတိရှိအပြစ်မှမထင်ဘူးဒုစရိုက်ကိုရေတောက်ကြတော့တောက်နိုင်တာကအဖေသူသားသမီးတွေဖြစ်နေတာယေရှုကလူသားကိုဘာပြောလဲမင်းတို့ဘယ်ဆင်းသက်လဲစာဒန်မင်းတို့အဖေကဘာတူစာဒန်ဒါကြောင့်အဖေစာဒန်ဆိုတော့စာဒန်အတွက်ပြင်ဆင်ထားတဲ့မဿဲ25:40မဿဲဘယ်လောက်လဲ25:40စာဒန်မနနဲ့ကြဆင်းသွားတော့ခေါင်းပြင်တမန်များအတွက်ခေါင်းပြင်တမန်ဆိုးများအတွက်ပြင်ဆင်ထားတဲ့ကန့်ရေးမိအိုင်ကိုသူ့ကလေးတွေအားလုံးသွားရမှာဒါကြောင့်စာဒန်ရဲ့တာသမီးတွေဖြစ်တယ်လို့ယေရှုကိုယ်တိုင်ပြောထားတယ်ဘယ်ချမ်းချက်မှာလဲယောဟန်ခန်းကြီးရှေ့အငယ်40ယူဆိုင်နားထောင်ပေးကြပါနော်တခြားကိစ္စတော့မလုပ်ကြပါဒါကြောင့်စာဒန်တာသမီးဖြစ်နေမယ်ဆိုတော့ကောင်းမှုကုသိုလ်တွေဘလောက်လောက်အခုဒုညလာမယ်ပထမဆုံးကျွန်တော်တို့အပြစ်သားပါယေရှုကိုယ်တိုင်ပြောပြီလေမင်းတို့ရဲ့အဖေကစာဒန်ဒါဆိုစာဒန်ရဲ့ပြေတော့မလဲငရေဒါကြောင့်လူသားတွေကစာဒန်သားတွေစာဒန်ကလေးတွေငရေသွားမဲ့လူတွေငရေစီမရှိတယ်အဲ့ငရေစီမချေဖြတ်မှာခေါင်းစီမထည့်ဖို့အပြစ်သားဟုတ်ပါလားနံပါတ်1အပြစ်သားဖြစ်မှဘာလို့ရမလဲဝန်ခံရအပြစ်သားဆိုတဲ့ဒီတိုင်းပဲမထူတော့ဘူးငါကမရွေးကောက်တာအဲ့လိုမျိုးတမန်တရားကိုစန့်ကျင်တဲ့အတွေ့အကြုံဖေးလိုက်ပါနံပါတ်2ဘာဆက်လုပ်ရမလဲဆိုဘာမှလုပ်ဆရာမလို့တော့တဲ့အကြောင်းဟေရှာယ30အငယ်15တွေ့တော့သူနဲ့ဖတ်ရအောင်ဟေရှာယဘယ်လောက်လဲ30အငယ်15ဖတ်ကြရအောင်ဆရာလေးကျမ်းစာကော်ပီပြန်ကူးထားတာတွေတော်တော်လေးလွယ်နေတယ်ဟေရှာယ30
Sanga Pame Ite la ni Tashino Muya Ashina Mendo Mudiga Tenodi Dawe Uswanele Malu Kaile Bye Malu Kaimu Get look Chayao Nayeta Sadaneta Akita Chung Dong Tare Yan look out Look Chayao General Chung Tare Tauga Batale A bit town Jane Chin Town Bijan Family Glakito And then look out Look Chayao Yoba Akanji Go Aneto Yoba Akanji Go Aneto 最多读呢，拍下အောင်ယောဘအခန်းကြီးကိုအငယ်3ဖတ်မယ်ဖယားသခင်သည်အပြစ်တင်ခြင်းဟာအလိုတော်ရှိလေလူသည်အပြစ်တစ်ထောင်တွင်တစ်ထောင်တကယ်တော့အပြစ်တစ်ထောင်ရှိတယ်ဆိုတစ်ခုဖြစ်နေလားကျွန်တော်တို့အပြစ်ကတစ်ထောင်မကဘူးခြေဖွားကနေဦးခေါင်းအထက်ထပ်အပြစ်ကပါလေကာစီထားတယ်ပြောတယ်ကျွန်တော်တို့အပြစ်တစ်ထောင်မကဘူးတစ်ထောင်ထဲမှာကျိုးစားဖြည့်ကြည့်မဆိုတစ်ခုတော့မှဖြည့်လို့ရလားမရဘူးလို့ပြောပါတယ်ဒါကြောင့်မလုံးနဲ့ငြိမ်ငြိမ်နားထောင်ပါတဲ့ငါကဲ့တင်မယ်လို့ပြောတယ်ဒီနေ့မှာဘုရားကလောက်เสียရှိတာအားလုံးသူကလုပ်ပေးမယ်ကျွန်တော်တို့ဖယားပြီးပြီအမှုပြီးပြီလို့ကြွေးကြော်တဲ့အမှုကဘာအမှုလဲဆိုကျင်ချင်းခံအပ်တော်သူဒီဘယ်မှာဆွဲတတ်ရမလဲတစ်တိုင်မှာယေရှုဖျားကကျွန်တော်တို့အပြစ်ဘလောက်လဲအကောင်ရှိသမျှကိုသူ့အပေါ်တင်ပြီးကျင်ချင်းခံအပ်တော်ကျွန်တော်တို့အပြစ်သားများကိုစားကျင်ချင်းခံတော်လို့တစ်တိုင်ပေါ်မှာဆွဲတတ်ရမယ်ဆိုဆွဲတတ်ပြီးပြီလားမပြီးသေးဘူးလားယေရှုကကျင်ချင်းတဲ့အတွက်အမှုပြီးပြီပြောပြီးပြီဟောဖတ်တော့ပြလွတ်ပါလို့လည်းပြောပြီးပြီခမဲတော်ဖျားတားကလွတ်ဆိုတာလည်းကျင်တတ်တယ်လို့ပြောပြီးပြီဝိညာဉ်တော်ဖျားကယေရှုနဲ့အတူပါရှိနေတယ်အဲ့ဒီအမှုကိုယုံမကောက်လက်ခံရရှိရမယ်ဈေးသွားတဲ့အခါဈေးချင်းတောင်းထဲမှာဝေထက်တယ်လို့ပိုင်ဆိုင်မှုရှိရမယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်လက်ခံလိုက်ရုံပဲကဲနောက်ဆုံးကျမ်းတစ်ချက်ကိုအားလုံးအတူတကွဖတ်ကြရအောင်တမန်တော်16:30တမန်တော်16:30ကျမ်းစာများလာတဲ့အချိန်အပြင်အဲ့လိုပဲသွားမယ်တမန်တော်16:30နေ့နေ့ဟောအားလတဲ့ကြားထဲမှာလေခုနအပြစ်လုပ်တော့သူနောက်မှာတကောက်လိုက်တယ်ဆိုတာတိမောသေမှာတခါပြောထားတယ်တောလေရာမှာလားအဲ့ဒါလည်းနည်းနည်းရှာဖို့ထားကြပါနော်ကဲတမန်တော်16:30မှာထောင်မူကဂျိုင်းလာထောင်မူကကဲတင်ချင်းတော့ရအောင်ပြောချင်ကောင်းပြီရောက်ဘာလို့ရမလဲလို့ပေါ်လို့ကိုပြောလိုက်တဲ့ခါမှာပေါ်လို့ဘာဘယ်လိုပြောတယ်လဲအလုံးဖတ်ကြအောင်30ထုတ်ပြနေလေတခင်တို့အကျွန်ုပ်ဒီတင်ချင်းတော့ရောက်အောင်တော့မှာအဘေတို့ရမှာမီဟုမေးလျှောက်တယ်ထိုတို့ကလည်း30တိတိထိုတို့ကလည်းတခင်ယေရှုခရစ်ကိုယုံကြည်တော့ယုံကြည်နေတင်နဲ့တင်အိမ်ကိုလာပြီးကဲချင်းတို့ရောက်ကြတယ်ဟုပြောဆိုတယ်ဒါလည်းတစ်ချက်ပြောချင်တယ်ကျွန်တော်တို့မြန်မာကျမ်းစာထဲမှာယုံကြည်လေလို့ပဲပြောတယ် original English မှာလည်းဖတ်ပါ King James Version တကယ်လို့စာတတ်ပေတတ်တမန်ကိုလည်းမေးကြည့်ပါအဲ့ဒီကျမ်းချက်ယုံကြည်လေဆိုတဲ့ကျမ်းချက်ကတမန်တော်အခန်းကြီး16အငယ်30ပြည့်ယေရှုကိုယုံကြည်ရင်ကယ်တင်ခြင်းကိုရောက်မယ်ဆိုတဲ့ကျမ်းချက်ကို Greek လို့ဒီနေ့ပြောပြနိုင်မလားလို့ပြောမေးပါ Greek နဲ့ original ကျမ်းစာမှာယုံကြည်လက်ခံရရှိလေ believe and receive ကျွန်တော်ပါစီထုတ်ရောက်လာတယ်လောလောဆယ်သိနိုင်လို့ကောင်းတယ်အမေရိကန်ဗီဇာမျောနေတယ်မျောတဲ့အခါမှာတော်လာလို့တယ်ပြီးပေါင်းယူလာတယ်အမေရိကန်စာအိတ်တွေ့တယ်ယုံပြီးဟုတ်ပြီးဆိုင်နဲ့ထုတ်ပြီးမယူရမလား
ယုံကြည်ပြီးမှယူပါ believe and receive လက်ဝါးကတဲ့ကျင့်ချင်းအားလုံးကိုပြီးသွားပြီအမှုပြီးပြီဒီလိုလောကမှာဒုက္ခဆင်းရဲခံရနိုင်ပြီတိုးတော်လည်းမစိုးရင်ကြနဲ့ယုံကြည်ပြီးမှထိုခရစ်တော်နဲ့လက်ခံပြီးကိုရောမပါရင်လေဆိုကြပါအခုကိုရောမပါရင်လေကိုရောလုခဲ့တဲ့အမှုလည်းပြုံးဆိုင်အမှန်တရားလည်းမသိလေတိုက်ရာကိုရင်းသွားတယ်ဆိုအပြောပါပါသွားတော့ပြောတာလေတိုက်၍ဖျို့ဖျဲလွင့်သွားတော့ဆိုတမန်တရားကိုလွဲသွားတဲ့ဩဝါဒကိုပြောတာဖြစ်တယ်။တော့ကျွန်တော်တို့ soulless ခိုင်မာရမယ် standing must be standing on the promise တမန်တရားမှာရည်တဲ့ခါမှာတောင်မှရိုင်သေးတာပဲတမန်တရားမှာမရိုက်ဘူးကတော့ရိုင်မှာဘောဒါကြောင့်ကိုယ်တော်လည်းဝါကတယ်မှာအဲ့လိုနာကျင်ဝေဒနာစသွေးထွေးခံတဲ့လက်တီထိုးခံတဲ့ချင်းနဲ့အကန်ခံတော့ဒုက္ခဆင်းရဲခံခဲ့ပြီးလို့ပြောတယ်ကျင့်ချင်းပြီးနောက်တစ်ခါပြန်ပြောပါမယ်တမန်ကျမ်းစာတအုပ်လုံးမှာတရားဟောရတပောင်းကျမ်းမှာစကျင့်နေအခန်းကြီး3မှာစကျင့်နေတရားဟောရတရားဥပဒေနဲ့ပတ်သက်တဲ့တရားဟောရ21မှာပြောလဲကျင့်ချင်းခါတော်သူတစ်တိုင်မှာဆွဲရမယ်လို့ပြောတယ်ဂလာတိ33မှာယေရှုကကျွန်တော်တို့ကိုစားအပြစ်မတိတော်သူတဲ့တန်ရှင်းတော်တို့မွေးလာတော်သူအပြစ်သားကိုကေဖို့ဘုရားစာတိကိုချုပ်ပြီးမှလူစားတိခံယူလာတဲ့အပြစ်မရှိတော်သူအပြစ်ရှိတော်သူဖြစ်စေတယ်ခမင်းတို့ဗျာစီလိုက်ပြီပြီးအတက်တာမှာဒုက္ခကြုံမယ်လို့ပြောထားတယ်မစိုးရင်လည်းလို့ပြောတယ်အဲ့ဒီစကားတွေယုံပြီးလက်ခံပြီးကိုတော်နဲ့အတူလျှောက်လာရမယ်ကိုတော်ပြောတယ်ငါဒီလောကကိုအောင်ပြီလို့ပြောတယ်လောကကိုအောင်နဲ့လောကဆိုဘယ်လိုပြောတာလဲလောကဆိုဘယ်လိုပြောတာလဲစာတန်ကိုပြောတာဤလောကကိုအစိုးရတော်မီလောကဆိုစာတန်နဲ့ငါခရစ်တော်ဒီလောကစာတန်ကိုအောင်ပြီငါနဲ့အတူရှိတော်သူတင်တို့တစ်ဖက်မှာဘယ်သူမှလာမလို့နိုင်ဘူးတလားနဲ့လာရင်ခုနှစ်လားနဲ့သူတို့ပြေးရမယ်ကိုရောအတူပါရှိတဲ့အတက်တာကိုရောတကိုးကြီးတဲ့အတက်တာကိုတိတော့အတက်တာနဲ့တိပြီးရတော့အတက်တာမတူဘူးခံယူ၍လက်လျှောက်ကြရအောင်ဒါကြောင့်အဲ့လိုပြီးတဲ့အမှုကိုရောတောင်းလျှောက်ကျွန်တော်တို့ပါရှိတော့မှဖြစ်တယ်ဘာလို့ဒုက္ခဆင်းရဲခံရလဲအတူကောက်ပြောမယ်မမြဲတဲ့စာရအုပ်ချုပ်တဲ့လောကဖြစ်လို့စာရန်တိုက်နေတယ်ဒုတိယတစ်ချက်ခေါင်းဒီမှာဆုလတ်တို့ဖူရီပေးချလို့ဖြစ်ပါတယ်ကဲဒါဆိုရင်ပြီးစီးခဲ့တဲ့အမှုဘာလို့ရမလဲယေရှုခရစ်တော်ယုံကြည်လက်ခံရရှိလိုက်ပါဒါဆိုမိနဲ့မိသားစုတွေကောင်းကင်စီဝင်သွားမယ်ချက်ချင်းအဖေယုံလိုက်တာနဲ့အဲ့ဒီထောင်မိုးယုံလိုက်တယ်နဲ့အလုံးတစ်ခါလဲအလိုရောက်တူရှိစီယုံချမလို့တော့မဟုတ်ဘူးယုံဖို့နီလန်ပွင့်သွားတာအိမ်ထောင်ဦးစီးတော့အမျိုးသမီးတွေလည်းဒီလိုက်ပဲတင်တို့ရဲ့အမျိုးသားချမ်းသာဟောဖျက်စီတော့မသွားတရားမနာဘူးဒါပေမဲ့တင်ရဲ့တမာတရားအိမ်လေးနဲ့နှုတ်ပတ်တော်နဲ့ပုံတက်တယ်ပြနေမယ်ဆိုယုံကြည်ဖို့ငါအခွင့်ပေးမယ်လို့ပြောထားတယ်ပေချမ်းပါလေဟေးဖတ်ကြပေတရုထဲမှာပြောထားတယ်ဒါကြောင့်ကျွန်တော်တမာတရားကိုခံယူပြီးလိုက်လျှောက်ဖို့ပဲအရေးကြီးတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီပထမပိုင်းကောင်းကင်စင်းဝင်အောင်ဘာလုပ်ရမလဲဆိုတာအပြစ်သားဖြစ်ကြောင်းဝန်ခံလိုက်ပါအပြစ်ကနောက်ကိုလိုက်လာတယ်တဲ့အဲ့ဒီမှာအလုတ်သမားတယောက်အလားနာကြီးခိုးလိုက်တာခေတ်ရောက်မှမြည်လာတယ်အဲ့ဒါအပြစ်နောက်လိုက်လာတာဝန်ခံရုံနဲ့မပြီးဘူးအပြစ်ရဲ့ကိုစားပေးစားအတွေးတော်နဲ့အပြစ်ရှိမြဆင်းကြောပြီးတင်တို့အပြစ်အလုံးကိုငါ့ကိုတင်လိုက်ပြီးနှစ်ခါတော့ပြောတယ်လေတင်လေမရှုပ်လာတင်ပေးပြီးအတွေးလေတူလောင်ပေးပြီးကျွန်တော်တို့ကျေအဖို့တင်ပြီးနောက်ပြီးမှစံစာအများပြောထားပါတယ်လာကြအားလုံးအစီအစဉ်ပြီး only take and eat လာပြီးမှယူစားရုံပဲအဲ့လိုယုံကြည်လက်ခံ
ခံလိုက်တာနေကတော့ရသွားပြီဒီနှုတ်ပတ်တော်ဒီယေရှုဖျားပြုခဲ့တဲ့အမှုကိုဦးနောက်နဲ့တည်ရုံလက်ခံရုံမပြီးဘူးနှလုံးသားအထိအတွင်းနှလုံးသားမှာစိုက်ပျိုးမဲ့မျိုးစေ့လို့ပြောထားတယ်ကဲဒါဆိုဆရာပြောမယ်နော်ဦးနောက်နဲ့နှလုံးသားဘယ်ကအပေါ်မှာရှိပြီးမှဘယ်အောက်မှာရှိတယ်ဦးနောက်ကပေါ်မှာနှလုံးကအပေါ်မှာရှိနေတဲ့ဇာကေကေတင်ချီလို့ရချင်ဘာလို့ခဲ့ပါလဲဆင်းခဲ့ပါကေတင်ချီရချင်အပေါ်မှာမနေနဲ့အပေါ်ကနေအောက်ဆင်းခဲ့ကေတင်ချီလို့ရောက်ချင်နှုတ်ပတ်တော်အပေါ်ကနေအပေါ်ဦးနောက်ကနေမဆင်းစားအောက်နှလုံးသားထိထည့်လိုက်ပါဘုရားတော်ဖျားဆက်လက်ပြီးမှနားရသဘောပေါက်ဖို့တွေးဆောင်ရှင်းပြပေးပါစေယေရှုနာမ၌ကယ်တင်ခြင်းတို့ရောက်ဖို့အပြစ်သားဖြစ်ကြောင်းဝန်ခံကြရအောင်ဘာမှလုပ်ဆရာမလိုဘူးလုပ်မယ်ဆိုရင်အပြစ်တစ်ထောင်မှတစ်ခုတောင်မှမဖြေနိုင်ဘူးအကောင်းဆုံးကောင်းမှုကိုလုပ်မယ်ဆိုရင်အမျိုးသမီးတလားတစ်ချိန်အမှုဆုံးနဲ့တူတယ်ဒါတော့ခိတ်ဆုံးသွားပြီဒါကြောင့်မို့ငြိမ်ဝှစွာနေတော့သာရဖျားရှစ်တော်မှာသာရဖျားပြုမဲ့အမှုကိုငြိမ်ဝှစွာနေတော့ပြုပြီးလက်ခံပါလို့ပြောရင်ယုံကြည်လက်ခံယူလိုက်ပါအလုံးပေါ်ဖျားရှင်ကောင်းကြီးပေးပါစေဒုတိယကအသက်တာမှာတုတ်တန်30 20နှစ်ကိုတွေ့တော်သူနဲ့ဖတ်ကြရအောင်တုတ်တန်30 20နှစ်သာဝရဘုရားဤကောင်းကြီးမင်္ဂလာဒီစီးစိမ်ကိုဖြစ်စေတတ်၏ထိုစီးစိမ်မိလေဝမ်းနေခြင်းအကြောင်းကိုရောတော်တော်မမူအသက်တာမှာဤမြတ်လောက်အနောပွဲကောင်းတော်ကောင်းကြီးမင်္ဂလာရချင်လဲဆိုရင်ဒီ12ချက်ကိုလိုက်လျှောက်ကြအောင်12ချက်ဒီတိုင်းပဲရေးထားမယ်အတက်တာမှာဝမ်းနေကြေခွဲမပါတော့ကောင်းခြင်းမင်္ဂလာရယူခံစားစေချင်လဲဆိုရင်တောင်းနေဖို့မဟုတ်ဘူးဆရာခဏပြောတဲ့တောင်းစားခရိယာမလုပ်နေကြနဲ့တောင်းမှတောင်းဝိညာဉ်ကိုအားပေးတောက်ဆုံးဝိညာဉ်ပေးချစ်ချင်းမြတ်တာပေးခုအားပေးတကယ်ကြီးကြိုက်တယ်လို့တော့အဲ့လိုစက်ကပ်တဲ့ဖျားဘုံတော်အတွက်တောင်းတဲ့ဆုတွေကိုဖျားတောင်းခိုင်းတာဖြစ်တယ်ဖျားကပေးထားပြီးသားဒီလမ်းမှာတုတ်တန်30 20နှစ်ကောင်းကြီးထားပြီးသားဒီလမ်းလျှောက်ရင်ရောက်တယ်တခြားလမ်းလျှောက်ရင်တောင်းနေရတယ်မတူဘူးဖတ်မယ်နံပါတ်1ဝမ်းနေကြေခွဲမှာပါတဲ့တုတ်တန်30 20နှစ်ကောင်းကြီးကိုခံစားရရှိအောင်နံပါတ်1ဒုစရိုက်များကိုစွန့်ပါဒုစရိုက်အပြစ်များကိုတတ်နေဆုံးစွန့်ပါယောဘအခန်းကြီး20နှစ်24မှ29တင်းဤအိမ်မှာဒုစရိုက်အလုံးကိုဖေရှားပါငါအဲ့လိုကောင်းကြီးပေးမယ်ဒုစရိုက်ကိုဖေရှားရင်ကောင်းကြီးရမယ်တင်းအိမ်နံပါတ်1ဘာအိမ်လဲဆရာထောင်းပါအတွက်ဂျူနီမာလူကိုအိမ်နံပါတ်1မဟုတ်နံပါတ်1ဒီနှလုံးသားအိမ်နှလုံးသားကဟိုမကောင်းမှုဒုစရိုက်ကိုလူကမုန်းဒီလူမုန်းအခုဆရာတမန်တရားပြောတော့မုန်းရဲ့မျက်နှာတော့ဆရာလည်းတော်တော်လေးတော့မိုးရှာပြေးဖြစ်နေတယ်ဘလို့ပြင်းတရားကျေသာဝင်မှတော့အဲ့လိုပဲဘိုးတွေးမဲ့မျက်နှာလိုပဲနော်နှလုံးသားအိမ်ပြင်ပါနံပါတ်2ကိုနေတဲ့အိမ်လည်းပြင်ပါကိုနေတဲ့အိမ်ယောဘဘလို့သွားဖတ်ပါလဲယောဘဘလို့လဲတချို့ဦးနောက်တော်ကောင်းနေတယ်ဦးနောက်တိတ်မအားကိုကြလိုက်မှတ်ကြပါအဖေလိုပြောနေတယ်အကိုလိုပြောနေတယ်လိုက်မှတ်ကြပါနံပါတ်2ယူတာမရှိပါယူတာပါမတေငါရှိယူတာတော့ဘာပြောတာလဲဆရာမတေငါရှိတော့ဖတ်ပါနှလုံးသားဖြူစင်ဖို့သူတို့မင်္ဂလာရှိတယ်ယူတာပါဆိုတော့ဆန့်ကျင်ဘက်ကမယိုးမသားမလုပ်ပါနဲ့ဒါပဲနှလုံးသားဖြူစင်ပါမတေငါ
8 Number 2 မူတာစကားကိုရှောင်ပါဟုတ်ဒီကိုအဟုတ်မဟုတ်ဒီကိုအဟုတ်ဟုတ်ဒီကိုအဟုတ်မဟုတ်ကိုမဟုတ်လို့ပြောပါမတေနာ30ခုနောက်တောက်တန်ချမ်းစနစ်20နှစ်မတေနာ30ခုဟုတ်ဒီကိုအဟုတ်မဟုတ်ဒီကိုမဟုတ်တောက်တန်စနစ်20နှစ်ဘုဒ္ဓတုံးတော်ရှာကိုထာဝရဘုရားအလိုဆက်ရှုပ်ရရှာတော်မူ၏ဘုဒ္ဓတုံးတော်ရှာပါဇက်ကိုထာဝရဘုရားအလိုဆက်ရှုပ်ရရှာတော်မူ၏ယာကုပ်34ယာကုပ်34တမန်တရားကိုမူတာနှင့်ဆိုင်၍မသုံးကြပါနဲ့တမန်တရားကိုပါလေမမမယူနဲ့တမန်တရားကိုမူတာနဲ့ဆိုင်၍မသုံးကြပါနဲ့ယာကုပ်ဘလို့လဲ34နံပါတ်4မိမိကိုဟုတ်ပြီငါတော်ပြီမလုပ်ကြပါနဲ့ဂလာတိ6 3ဂလာတိဘလို့လဲ6 3အဲ့ဒါတစ်ချက်ကလေးတော့တခါမှမဖတ်ပြဘူးတေးဘူးလို့စိတ်ထဲမှာနည်းနည်းလို့ဆိုတယ်ဂလာတိ6ရဲ့3နော်အချင်းသူဒီဘာမြမဟုတ်ပဲလေဤမြတော့ငါဖြစ်ဒီဟုစိတ်ထင်လေထို့သူဒီကိုလက်ဖြားတော်သူဖြစ်၏ငါတော်ပြီငါတက်ပြီမလုပ်ကြပါနဲ့ဆရာဟ ோம் ဆရာကြီးတော်တဲ့ခါမှာကျန်းစာကျောင်းစင်းစီတော်တဲ့ခါတော့စိတ်ကြတယ်လာဆရာမလို့ဘူးဆိုတဲ့အထိဖုံးဆက်ကြတယ်လေ့လာလိုက်တဲ့ခါမှာဆရာထက်တော့မှဘယ်နှစ်တက်ထားတဲ့လူတွေကအဲ့လိုပြောတာလည်းခံရဘူးလေမဟုတ်ရဘူးကျွန်တော်တို့ကယုံကြည်သူတွေကဘာလဲတပည့်တော်တွေမဟုတ်လားတပည့်တော်ကိုဥထရဲ့ဂျပန်လူဘယ်လိုခေါ်လဲဒေရှိဆိုတဲ့ဒီမာနာဘုရှ်တူကျွန်တော်တို့အနည်းမာနာဘုရှ်တူ we need to learn every day learn and praiseတင်ယူမယ်ဝင်လာမယ်ဒါကြောင့်မို့ကိုဟောင်းလာပြီးတော်ပြီးထင်ရမလားမထင်ရဘူးနံပါတ်5ညူစုမှုကိုဖေရှားပါညူစုမှုကိုပါလေညူစုရဲဆိုပါလေမနာလူတာအခုကျွန်တော်ဆရာရနောဆင်းဆင်းကိုမနာလူလို့မရဘူးရနောဆင်းဆင်းလည်းကျွန်တော်မနာလူလို့မရဖယားရနောဆင်းဆင်းကိုတုံးတဲ့ပုံစံနဲ့ကျွန်တော်တုံးတဲ့ပုံစံတထေရထီးမဟုတ်ဘူးပေါလုကိုတုံးတာတစ်မျိုးပေတရုကိုတုံးတာတစ်မျိုးယောဟန်ကိုတုံးတာတစ်မျိုးသူ့ရဲ့ညီတော်ယာကုပ်ကိုတုံးတာတစ်မျိုးတယောက်နဲ့တယောက်ဘုရားတခါမတူစွာဖိုင်ဆင်းပြီးမှမတူစွာတုံးပြနေတယ်ငါလည်းဆရာလေးရမျိုးဖြစ်ချင်လိုက်တာစကားအပူလိုလည်းမပြောဘူးတင်းလို့ဆရာဆိုတော့လူအရာယူတင်ပါပဲငါကြတော့စကားလေးရှင်းလိုက်တာမရတော့ဒီတိုင်းမချမယ်လေတော့မဟုတ်ပါဘူးအခုတော့ပြောရဆိုရင်နည်းနည်းလွန်လာပြီညိုဆိုမှုကိုဖေရှားပါတုတ်တန်1430ကျန်းစာတော့ဖိုက်အားလုံးဘူးပေါ်သူပေါ်လာလိမ့်မယ်နော်ညိုဆိုမှုကိုဖေရှားပါမနာလို့မရှိတဲ့ဆိုဘယ်ကြမှာလဲ14 Okay နံပါတ်6နာခံမှုရှိပါမတ်21 28မှာ31နာခံမှုရှိဖို့မတ်ဘယ်လောက်လဲ21 28မှာ31အကိုကြီးကအဖေကလေညီအကိုနဲ့ညီကိုပြောတယ်တောင်ရသွားပါအကိုကြီးမသွားချင်ဘူးပြီးတော့သွားတယ်ညီကိုပြောတယ်တားတယ်တောင်ရသွားပါဟုတ်ကဲ့သွားမယ်ဖေပြီးတော့မှမသွားဘူး
ဆရာတော့ဒီညီကိုနှစ်ယောက်စလုံးကိုမကြိုက်ဘူးဆရာအမားတွေလို့ပဲပြောပဲတယ်မင်းတို့ဟာကြောင်းသွားပါမတော်ဘူးနောက်ကျကြောင်းရောက်နေတယ်အဲ့ဒါနာခံတော့မဟုတ်အမေကောင်တူရီထုံးကြောင်းသွားပါတော်တယ်ပါပါပန်းချံရောက်နေတယ်နာခံလားနှစ်ယောက်စလုံးမကောင်းဘူးကျွန်တော်အဲ့လိုပဲနာခံမှုမရှိဘူးလို့ပဲအဲ့တော့ကောင်းချင်မရအောင်နံပါတ်9သစ္စာရှိပါသစ္စာရှိပါတုတ်တန်73စက္ခုတုတ်တန်ဘယ်လောက်လဲစက္ခုကျမ်းပါမယ်ဝိညာဉ်စိတ်ခန္ဓာ3ပါးကျမ်းပါမယ်နာခံရင်တုတ်တန်25 73စေလို့တဲ့ကျွန်တော်တို့တဲ့ချိန်ချက်အတွက်မလျှော့မလားအသေးခါအသွေးသွလောင်းပေးတဲ့ကျွန်တော်တို့ကိုအတက်နဲ့အတွင်းနဲ့ရွေးဝယ်ထားတဲ့ဒီနေ့ကြည့်ရှုပြုစုနေတဲ့ဒုက္ခဆင်းရဲအမျိုးမျိုးတွေစုံစမ်းလောက်ချက်ချင်အမျိုးမျိုးတွေကျွန်တော်ဆက်လက်ကိုယ်ကမဆပေးမယ်ဝမ်းမြောက်ဝဲတည်ကောင်းကပါကြီးကြီးဆုံးတဲ့အောင်လူမျိုးပေါင်းလို့ပြောကြလို့မိန့်တော်မူတဲ့တခင်စိတ်ကိုအေးချမ်းစေတယ်တုတ်တံဘလို့လဲ25 73သစ္စာရှိရင်ကိုယ်တခင်ကိုစိတ်ချမ်းရေးစေတယ်ပမာကျမ်းစာမှာအပြစ်ဒုစရိုက်ပြညာအင်္ဂလိပ်မှာ sins ကချင်လို you ba မရာအဲ့ဒီ you ba ဆိုတဲ့အပြစ်ဆိုတာကအဲ့ဒါကျင့်ချင်းဒုစရိုက်အပြစ်များဆိုတာနေ့စဉ်မှာအပြစ်ဝင်ချတောင်းပန်ဆရာအများရှိတယ်အဲ့ဒါကအကျင့်ချင်းမဟုတ်ဘူးအဲ့ဒါဒုစရိုက်အပြစ်ကျင့်ချင်းကလက်ဝါးကားတယ်မှာနှစ်2000ကျော်ပြီးသွားပြီခုနဆရာမပြောတဲ့စကားဆက်မပြောစကားဆက်ပြောမယ်တရားဟော20မှာကျင့်ချင်းအတွက်ခံရမယ်ခရစ်တော်အားလုံးအတွက်ခံပြီးပြီတရားဟောရာ24ရောက်လာတဲ့ခါမှာအဖေကျင့်ချင်းခံရလို့တားကျင့်ချင်းမခံရတော့တရားဟောရဘလို့ပါလဲ24ရောက်လာတဲ့ခါမှာအဖေအချင်းစားလို့တားသမီးလည်းချင်းနေဆိုရက်မင်းတို့ဘိုးဘေးတွေပြောခဲ့တဲ့အဲ့ဒီအယူရလိုက်ကြတော့ယေဇကျေလာတို့ယေရမိတို့မှာလာနေကြပါအတိအကျပေါ်ပြတယ်တရားဟောတဲ့ဆိုင်နဲ့တရားဟောအခန်းကြီး24မှာကျင့်ချင်းအပြစ်ကကိုဟာတဲ့ကိုပဲတဲ့ကျင့်ချင်းလွတ်ပြီးကိုစားလွတ်ပေးတဲ့အရာယုံကြည်တော့လွတ်ပြီးအဖေယုံလို့တာသမီးမလွတ်ဘူးတာသမီးလည်းကွက်ယုံရမယ်လို့ပြောထားတယ်နောက်ပြီးမှတရားဟောရ28ရောက်လာတဲ့ကဘာဖြစ်သွားလဲတရားဟောရဘလို့လဲ28အစပိုင်းမှာတရားတော်ကိုနာခံရင်ကောင်းချီးမင်္ဂလာများမနာခံရင်ကျင့်ချင်းအမင်္ဂလာများနာခံရင်လွတ်ပြီးမနာခံရင်မလွတ်ဘူးယေရှုပြီးပြီဆိုတော့ယုံကြည်လက်ခံလိုက်ပြီဆိုလွတ်သွားပြီအဲ့ဒါပြောတာဒီနေ့ကျွန်တော်ကျင့်ချင်းယေရှုရတော့သူယေရှုခံပြီးပြီကျင့်ချင်းပြီးပြီလို့ပြောတာမကျင့်နိုင်ဘူးလားမပြီးဘူးတခါထခံပါလားမဟုတ်ဘူးကိုယ်ကလည်းလုံးလို့မရဘယ်သူမှလုံးလို့လည်းမရဘူးအပြစ်ကင်းတော့ဖျားစင်စစ်လူသားများကျင့်ချင်းတစ်တိုင်မှာဆွဲတတ်ရမယ်ဥပဒေထုတ်ထားတဲ့အတိုင်းခံရမယ်ကိုစားလာခံပေးဖို့လူစားတိကိုကိုလာလွယ်ဆေလာမွေအပြစ်ကင်းတော့ကညာပြူမာရီဝမ်ကိုငါပြီးကျွန်တော်တို့အတွက်အပြစ်ကိုစားကျင့်ချင်းခံခဲ့ရတာပြီးသွားပြီဒီနေ့ကျင့်ချင်းယုံကြည်လက်ခံသူတွေမရှိတော့ဘူးမယုံကြည်လက်မခံသူတွေအတွက်ကတော့အဲ့ဒီကျင့်ချင်းဆိုတာယူဖျားတာနာတာတော့မဟုတ်ဘူးမရေးသွားတာကိုကျင့်ချင်းခေါ်တာဖျားတာနာတာတော့ကတော့အခုဆရာလည်းဒီမှာရင်ပတ်လုံးနာနေနဲ့ဝင်လာနေတာဖြစ်ပါတယ်ခုတော့အလုပ်တွေနဲ့ရှုပ်သွားတယ်ဘယ်ချိန်ပြောက်ပါလဲကောင်းကင်ရောက်မှမင်းတို့မျက်ရည်တုတ်ပြင်းတယ်လောကမှာမျက်ရည်ဆိုတာနေအများရှိတယ်အိမ်တိုင်းမှာတင်းလို့ဆရာမပြောနဲ့ယုံကြည်သူကောမတီဥက္ကဋ္ဌတို့အားလုံးဒုဥက္ကဋ္ဌတို့အားလုံးမှာတူတူငါအတင်းတော်လူကြီးဦးဖတ်တီတို့အားလုံးမှာတူတူငါကျင့်ချင်းမဟုတ်ဘူးလေအပြစ်တော့ရှိသေးကြလားရှိတယ်အဲ့ဒါအပြစ်ကျင့်ချင်းနဲ့ဒုစရိုက်အပြစ်များပိုက်ချတတ်ဖို့လိုပါလေအဲ့ကြောင့်ပထနာတော်ကကျွန်တော်တို့အတွက်ဒုစရိုက်အပြစ်များရဲ့ကေဆဲဖြစ်ပါတယ်ကဲနောက်ဆုံးကျမ်းတစ်ချက်ဒီနံပါတ်9နဲ့ပတ်သက်ပြီးတော့တုတ်တန်ကျမ်း28 20
တော့တန်ကြမ်း20 သစ္စာရှိတော်သူကောင်းကြီးမင်္ဂလာနဲ့ကြွယ်ဝလိမ့်မယ်နံပါတ်8ကျမ်းစာကိုမဖတ်ဘဲမနေပါနဲ့ယောရှုတိရှိအိမ်မှာပဲတော့ဖတ်ကြပါခု45မိနစ်ရှိသွားပြီဝင်လာတာကျမ်းစာကိုတမတိပဲမဟုတ်တမဟောင်းပဲမဟုတ်တမတိတမဟောင်းတမဟောင်းတမတိနေ့တိုင်းနေ့ညတော့မနေ့ညဘယ်လောက်ထိဖတ်ရမလဲဆရာတစ်ခါတော့ဖတ်ရင်လည်းရတယ်အပိုက်ရတစ်ပိုက်တော့ဖတ်ရင်လည်းရတယ်မဖတ်ဘဲမနေနဲ့ဘယ်ပိုင်းဆလာလက်တော့အလွတ်မကျတဲ့ဖတ်ထာဝရဘုရားငါ့ဤတိုးချင်းဖြစ်တော်မူ၏ကိုရောယေရှုတင်တယ်ကိုရောခရစ်တင်တယ်တွားပါတော့မယ်အလုပ်ဖတ်ပြီးပြန်လာတဲ့အခါမှာစိတ်တော်ချက်စားရရနိုင်ငါ့ကိုပို့ဆောင်တော်မူ၏တာယာတော်ပြီးငါတို့ပို့ဆောင်တော်မူ၏ဟိုဖာယေရှုတင်တယ်ပြန်လာပြီနေ့ညမဖတ်ဘဲမနေပါနဲ့ယောရှုဘလို့လေတိရှိနံပါတ်9စုမတောင်းဘဲမနေပါနဲ့စုတောင်းတာကအချင်းယူမဟုတ်လမ်းလျှောက်လေစုတောင်းတယ်ဆိုဖျားနဲ့စကားပြောတာအားတဲ့အချိန်တော့လေးလေးစားစားလေးနဲ့ရေမိုးချိုးတန်းစီပြီးမှအပုတ်လည်းမရှိစေရနဲ့သွားရီတိုင်းအဲ့ဒါဆရာရဲ့အလေးထားဖို့ယူတတ်ဖို့သူကောင်းကြည့်ရမယ်ဆရာကျမ်းစာဖတ်မယ်စုတောင်းမယ်အကြီးကြီးတိုက်တာဒါတကူလုံးရေမိုးချိုးဟာတာဆရာဟိုမွတ်စလင်ဘာသာလိုလုပ်တယ်နော်ကောင်းလာတော့ဆရာယူတယ်တကူရေတန့်ရှင်းလုပ်တယ်လုပ်ပြီးမှစက်ကဒူးထောက်တယ်အိမ်မှာ phrase တိုင်းလည်းအိမ်ဒူးထောက်ပြီးတော့တကူလုံးအိမ်တန့်ရှင်းထားတယ်နောက်ပေါ်ပါသွားရေးစေးလိုက်တယ်ပို့တော့သူများကလည်းတရားမှာအဲ့လိုစိတ်နဲ့ပါကိုလိုတဲ့လေးနဲ့အနည်းစုတောင်းပါဆရာအနည်းစုတောင်းတဲ့အလုပ်ပဲရှင်လို့မဟုတ်ဘူးလမ်းလျှောက်နေဖျားကျေးဇူးတင်တယ်ဖျားတောက်ပါပြောချင်တယ်ဖျားဒါမဲ့အလုပ်လုပ်ခါတစ်သေးလာစကားပြောနေလေဖျားတစ်သေးပါပြောဖျားနံပါတ်1ဖျားအဲ့လိုတော့မလုပ်နဲ့ကြားနေပေါ့နော်အဲ့ဒါအလွဲယူတာနံပါတ်10အငြင်းချီးမွမ်းပါဆာလံ136အငြင်း1ဆာလံဘလို့လေဆာလံ136အငြင်းချီးမွမ်းပါအငြင်းချီးမွမ်းပါဆိုဂီတိုင်းနဲ့တင်းတင်းတန်းတန်းကြီးကြီးလာကြီးရှိတာအဲ့ဒါကိုအဓိကပြောနေမှာမဟုတ်အဲ့ဒီသူ့အချိန်နဲ့သူအဲ့ဒါအဓိကကြားတယ်ဒါပေမဲ့အငြင်းချီးGod is good all the time အရှင်မြတ်မောတကယ်ကောင်းမြတ်တယ်ဖျားလေအဲ့ဒီနဲ့တရားလေ310နာရီခွဲမှာအမေရိကန်တန်ယုံကနေ your application is everything complete ပြောပြီးတဲ့နောက်မှာ325ရောက်မြန်မာတွေတော်ပါတယ်အဲ့ဒီနဲ့တယောက်တည်းရတယ်မြန်မာအိုးချီမပြီးပြန်လာအဲ့လိုရှိဖို့ကောင်းတယ်နံပါတ်7ဝင်လာပါအုံကလေးမဝင်လာရင်အမင်္ဂလာဝင်လာရင်ဟေရှာယ90နှစ်အငယ်ခွန်တော့ဖတ်ချင်တယ်အလုံးဖတ်မယ်ဟေရှာယ90နှစ်အငယ်ခွန်အုံကလေးတရင်ကောင်းဝင်လာပါမြင်တဲ့ချီဝမ်းမြောက်စရာတရင်ကိုကြားပြောတော်သူကေတင်ချင်းကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာတည်ကိုကြားပြောတော်သူတင်၏ဖျားသခင်စိုးစံတော်မူ၏ဟုဇိအောင်မြို့အားပြောတော်သူ၏ခြေတို့သည်တောင်ပေါ်မှာအလွန်တင့်တယ်လတ်ဆွတ်တကားနံပါတ်7ဆာလံတိအငြိနေဆာလံတစ်အငယ်နဲ့ဘဝအသက်တာကိုပြန်လဲစဉ်းစားအောက်လိုက်ကြရအောင်ငါကဲတင်ချင်းရပြီလားငါတမန်တရားပေါ်မှာယက်တည်နေလားငါတမန်တရားကြီးဟူသောခရစ်တော်နောက်လိုက်နေလားမလိုက်နေဘူးလားငါရဲ့အသက်တာဘယ်လိုလဲဘာလာရေးမှုတက်တဲ့ခါနောက်ဆုံးခေါ်အားပေးတဲ့စကားတစ်ခုကျွန်မတို့ဘာတက်တာဟုတ်ပြီလားမဟုတ်ဘူးလားဟုတ်နေသလားမဟုတ်နေဘူးလားတမန်တရားကိုကြည်မှန်အနေနဲ့ကြည်ပြီးမှ
心情奥美，这样熬，冰下是那个冰也熬，心下是那心这样熬，出下是那出北这样熬，那那么是呢？按为高兴明个啦，也是钱，就想那个，那老大每日应该送给吧，有大没事吧，没大没多嘛呢，咪咪咕咕对比啊好没听吧呢，牛叔没拿路没没事吧呢，拿看没事吧，这啥事吧，至少你要不老拍样呢，那看皮皮，那摆皮皮，那脚皮皮拍吧，那么个。说到嘛，自家表达多厉害。那么是谁期望吧？那么是的，古老高面的讲回来吧？那么是的，不要这个奥面心情吧？那时候，到了普大就第三十多年，大讲第三了，啊，不然没表了没。因为给你个方面技术的好多，那也完了不听讲家表是的。特定講大得啦，啲內嘢講笑嘅，叻對見到就有，但有錢時冇，啲內你就見到你就啲，個阿鬧親冇多嘛佢哋，為乜就有？喺度為乜你大家？但係啦生意到，拍咩？邊呀許多都啲咧，講見面的建議哎呀我給到了講，如果面股票嘛清點兩天都對了都啲咧，借面給到了講，還是嘛面吞零咩？講見嘛借啦給到吞零不同呀嘛，表示為你不給吧，哎我給你為哪吧？青島那多都撇吧，那時候啲人沒表咩，那時候正路到個巴咧。青島呢多都不偏僻呀沒，但看到個米個那個青島呢話呢，古老個表呢，哎裡面有多青島呢的米個呢就不偏，哎是個八路不偏了，那青島它了，青島它呢它都要啦，沒有，八路偏了呢，但看路西的路被表來。但就得其他八路線咧，偏坡路線咧都東前咧。但就那青島那多點樣個現象那麼呢偏家要就那略到，那個拉子路本來也是來用它啦，本來也來是來拉子路。แต่要是啊，頭那邊有咁啦，沒人打。mình trả được là mấy đồ làm giải trình này lấy cái gì chúng ta thông giải à muốn đi bao nhiêu đi mà nhiều khai này à đồ có Giêsu cả Lazarus thay thế đượcပြောlại này ấy Lazarus thay lo này à tông mà ya luôn chiến đấu mà yo mà bắt mà ông sống tao ya thì nào bắt đi lúc gì này tao đi bị mỗi ngày chỉ số chỉ muốn gì này này yo tao yo lo mà về tiền lúc gì đấy mấy chỉ lại đó India phải có khí thuế đó đi mà xí luôn ấy rồi Liên miên nhau sinh ra đấy tụi con về thì này tụi à yang cùng nhau bù đấy ye để ye thuế đi tụi ye lo bù rồi yang cùng nhau bù đấy tụi mà số lo bù taoပြောတော့ဆရာမရှိတော့လုပ်ပေးမယ်လေခတ်တီတီပဲလာခဲ့ကလေးရှော်လာကောခေါ်လာတနည်းဘာဖတ်လို့ချင်းစလို့ရပြီအချင်းလာဆိုထားတော့ငွေနဲ့ကျန်းစာအဲ့လိုမတုံးရဘူးတော့ကျန်းစာတူညာနဲ့သူတုံးရတာကျွန်တော်ကိုကြိုက်ကြတာနေတကားတုံးတယ်ကိုမကြိုက်မပြောခင်မှာတခါတလေခေပြောတတ်တဲ့စကားတစ်ခုပြောချင်ပါတယ်တရားဒေသနာဘေးမကပါဘူးဘုပြုကိုယ်ပဲပြီဆိုတာနဲ့ကတော့နှလုံးသားကိုကြည့်တဲ့ဘုရားရှိခိုးဘုပြုကြရအောင်တရားဒေသနာဆိုရင်ပြင်ပွားတော်မင်းနဲ့မိဖို့ကြောင့်ရောက်သွားတဲ့များတယ်အထူးသဖြင့်အမျိုးသမီးတွေကလေးကိုဗန်းပြပြီးမှဘုရားပေးတဲ့ကောင်းကြီးကလေးအဖြစ်မိသားစုတစ်စုလုံးအမင်္ဂလာဖြစ်ဖို့ဘုရားမပေးဘူးအဲ့တော့ကလေးမိုးရာတွေပါနားထောင်ဖျားကြည့်တယ်
ငိုပဲမဲ့မိဖို့ကြောင့်အိုးကလေးတိတ်နာကပြဆွနေနေဆိုမင်္ဂလာရှိတော်မိခင်ဒီမှာဖြစ်ပါတယ်ညာတော်အဖြစ်အဲ့လိုဖြစ်နေတာကိုပလင်ပေါ်ကနေမြင်တွေ့လို့ပြောရချင်းဖြစ်ပါတယ်အားလုံး program ထဲမှာရှိတဲ့